ချင်းတောင်သားမှာကြိုးဆိုပါတချင်းလေးကိုလန်တို့ပဲမဆိုဘဲနဲ့အဲ့ပရိသတ်တွေအကုန်လုံးနဲ့သူတို့ဆိုချင်ပါတယ်အဲ့ဒါကြောင့်မို့ကျေးဇူးပြုပြီးတော့အကုန်လုံးမတ်သက်ရက်ပြီးတော့ဆိုကြပါမယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်အကုန်လုံးသူတို့ဆိုကြမယ်နော် flashlight လေးတွေဖွင့်ပေးပါလို့တောင်းဆိုချင်ပါတယ်